မင်္ဂလာပါခရီးတို့ရေဒီတစ်ပတ်လည်းပြန်ဆောင်ကြပြန်ပြီနော်ဒီချက်ကတော့ဒီချက်ကြကြုံဝေးပဲဖြစ်ပါတယ်ဒီတစ်ပတ်လေးလာရမယ့်သင်ခန်းစာကမှားရတဲ့တရားအသုံးလုံးစကားလေးတွေထဲကကိုနဲ့အားအတွေ့အကြုံလေ့လာရမှာဖြစ်ပါတယ်စာမျက်နှာ126ကကိုနဲ့အားအရန်စာအုပ်ပါအကြောင်းအရာလေးကိုဖတ်ဖို့လိုပါတယ်ရှင်ဒသမရန်မြန်မာစာသင်ရိုးပြတန်းချက်အတိုင်းပဲဒီချက်ကိုလေ့လာမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကြည့်ကြည့်အောင်ကိုကကံနောက်ဆက်အဖြစ်သုံးတယ်ကိုဘာအတွက်သုံးလဲကံနောက်ဆက်အဖြစ်သုံးပါတယ်အပြုခံရတဲ့သူအပြုခံရတဲ့အရာကိုဖော်ပြရမှာကိုသုံးပြရတယ်ကဲဒီမှာသာရကလေးကြည့်အောင်မောင်းမောင်းကိုမဆူပါနဲ့အဲ့ဆူခံရတာကဘာတူလဲမောင်းမောင်းမောင်မောင်ကစုခံရတာဒါလေးကိုပြတာကံလေးကံပေါ့ကံလေးကိုဖော်ပြတာကကိုဒါကြောင့်ကိုဟောဒီမှာကံနောက်ဆက်ဖြစ်သုံးခြင်းဖြစ်ပါတယ်မောင်မောင်ကိုမစုပါနဲ့နောက်တစ်ခုကြည့်ကြည့်မယ်ကဲခဲရံကိုခြုံထားပါခြုံခံရတာကဘာလို့လဲခဲရံအဲ့မှာခြုံခံရတာကိုပေါ်လင်းစေတဲ့ကိုဆိုတဲ့နောက်ဆက်လေးကံနောက်ဆက်လေးအပြုခံရတာပေါ့အပြုလုပ်ခံရတာအပြုခံရတဲ့သူအပြုခံရတဲ့အရာဝတ္ထုဒါလေးတွေကိုဖော်ပြခြင်းရင်ကိုဆိုတဲ့ကံနောက်ဆက်လေးကိုသုံးခြင်းဖြစ်ပါတယ်ဒီအကြောင်းအရာက Great မြန်မာစာသင်ရိုးပြရန်ချက်ထဲကအကြောင်းအရာတွေကိုကောင်းလို့လေ့လာရတာဖြစ်ပါတယ်ရှင်ဟုတ်ပြီဒါဆိုရင်အားကရောဘယ်နေရာမှာသုံးလဲတန်းစာအုပ်မှာအားကဘာအတွက်သုံးလဲဆိုတော့လက်ခံရာကိုဖော်ပြတဲ့လက်ခံပြနောက်ဆက်ဖြစ်သုံးပါတယ်လို့သင်ယူမှာပြရန်ထားတယ်ဒီတော့ဒီချေတို့ကအားကိုလက်ခံပြနောက်ဆက်အဖြစ်ပဲသုံးရမှာဖြစ်ပါတယ်ဟုတ်ပြီချက်ကြည့်အောင်အားကလက်ခံသူကိုဖော်ပြရမှာသုံးပါတယ်ဒါရကလေးကြည့်ကြည့်ပါဦးဖြူဖြူကတီတာအားနှင်းစီပန်းတစ်ပွင့်ကိုနေ့တိုင်းပေးတတ်တယ်ဒီစာကြောင်းရဲ့အဓိပ္ပာယ်မျိုးဖြူဖြူကဘာလုပ်တာပြုလုပ်တဲ့သူဟောဒီမှာကတ်တားလေးပါဆိုရင်ကတ်တားနောက်ဆက်တီတာအားဟောတီတာအားတီတာသည်အားဆိုတဲ့နောက်ဆက်ကိုထည့်ထားရတဲ့တီတာကဘာလဲလက်ခံတာလက်ခံပြနောက်ဆက်လက်ခံရကိုဖော်ပြတယ်လက်ခံသူပဲဖြစ်ပါတယ်နှင်းစီပန်းတစ်ဝင်းကိုဒီမှာကြည့်လိုက်ဟောဂိုးဆိုတာလေးပါလားရှေ့မှာသိခဲ့တယ်ဂိုးကအပြုခံရတဲ့သူလို့ဆရာတို့သိခဲ့တယ်ပြီးလာခဲ့နှင်းစီပန်းတစ်ဝင်းဂိုးဆိုတော့ဘာလုပ်တာလဲပြီးတာအပေးခံရတာကဘာတူလဲနှင်းစီပန်းတစ်ဝင်းလက်ခံသူကဘာတူလဲဒီနှင်းစီပန်းကိုလက်ခံတာဒီတီတာဒါကြောင့်တီတာဆိုတာရဲ့နောက်မှာအားဆိုတဲ့လက်ခံပြနောက်ဆက်လေးတီတာရဲ့နောက်မှာအားဆိုတဲ့လက်ခံပြနောက်ဆက်လေးထည့်ပေးတာဖြစ်ပါတယ်ဒီစိတ်ငန်းလေးကြည့်ကြရအောင်ဟောဒီပေးထားတဲ့လေ့ကျင့်ခန်းလေး၅ပုဒ်ကိုကလေးတို့ကသူ့နဲ့သက်ဆိုင်ရာကိုသုံးပြီးတော့၎င်းအားကိုသုံးပြီးတော့၎င်းမှန်ကန်စွာဖြည့်ပေးရမှာဖြစ်ပါတယ်ကိုနဲ့အားအသုံးအကြောင်းကတော့ဒီလောက်ပါပဲရှင်နောက်တစ်ချိန်မှာပြန်တွေ့ကြရအောင်ကျေးဇူးတင်ပါတယ်